သိကျင်တာကတော့လူတွေရှင်းတန်ချင်းနဲ့နေတောင်ချင်းမှာရှင်းတန်ချင်းမှာတောကားတွေဝေဒနာခံရတယ်လို့ပြောရတယ်ရှင်ဗျာတောကားဝေဒနာခံတာသူကအိုက်တောင်မခံနိုင်လို့သိဆုံးသွားကြတယ်ရှင်ဗျာအဲ့ဒီမှာရှင်းတန်ချင်းနဲ့သိဆုံးချင်းကဘယ်ကပို့ပြီးတော့တောကားခံတာတော့လဲဗျာကောင်းလိုက်တယ်ကဲလက်ကုတ်တရားပြပါအဲ့ဒါလေးကနလေးဘောပြန်ပေးဦးတောကားတွေဝေဒနာတွေမရှိဘူးအောင်ဆိုပြီးတော့သိဆုံးသွားအောင်ရင်သိဆုံးသွားတာဟုတ်ပါရှင်ဗျာငါအရှုံးမပေးရှင်လားတင်တော့အရှုံးမပေးနဲ့အဲ့ဒီစိတ်တဲ့ကိုမင်းတို့မွေးထားနလန်မထူနိုင်လို့သေဆုံးသွားတဲ့သူတွေလူတော့ဘာတန်ဖို့မှမရှိဘူးတောကဝေဒနာအခုမရှိဘူးလေနောက်ဘဝထပ်ရှိပါလေအဲ့လူရဲ့တခုခုပြဿနာဖြစ်တာနဲ့သေချောင်းကြံတယ်ဆိုတဲ့ရင်စိုးကြီးကတန်တယ်တစ်လျှောက်ပါသွားမင်းဘယ်တော့မှမတိုးတက်တော့ဒါကြောင့်ဒီတောကတွေဒီဝေဒနာတွေဘာကြောင့်ဖြစ်တာတော့လို့ root cause ကိုရှာပညာမတက်လို့လားစီဝါမရှာခဲ့လို့လားလူပေါင်းနဲ့မတက်လို့လားဒုမဟုတ်စိတ်ရခံစားချက်တွေနောက်ကြည့်ပဲလိုက်နေလို့လားကိုယ့်ရဲ့ emotion တွေဘာတွေမထိန်းနိုင်လို့လားအပျော်အပန်းကိုပဲအောင်စိုက်နေလို့လားဒါကိုပြန်စဉ်းစားရမှာလေအဲ့လိုစဉ်းစားတာကပညာပဲတော်ပြီကွာမသိသားခြင်းဘူးသေအေးတာပဲသေမအေးဘူးသေတော့ငရဲကြပိုးပူမှာနော်ဟုတ်လားဟုတ်ဗျာအခုဒီကနေမင်းတို့ရန်ကုန်သွားမယ်ဘယ်လိုသွားမလဲကားကြည့်သွားမှာဗျာကားနဲ့သွားနော်မှန်လားပါဗျာတန်းကြောင်သိကြတယ်နော်ဒီကနေအီရန်ကိုမင်းတို့ဘယ်လိုသွားမလဲညစ်ချလိုက်မှာပေါ့ဒါဆိုဘယ်လိုသွားမလဲမသိကြဘူးမသိကြတဲ့နေရာပြဿနာပိုများတယ်လို့ပါတယ်မသိကြတဲ့နေရာပြဿနာပိုများတယ်ငါကကြောင့်အရှုံးမပေးနဲ့ဒီတောကပရိဒီဝါဆိုတာကိုယ့်ရဲ့အရေးချင်းကိုမြင့်ပေးတာပဲမင်းတို့ level up ဖြစ်ပေးတာလေဟုတ်လားဆိုအဲ့ဒီဟာကိုမင်း pass လုပ်နိုင်ရင်မင်းနောက်တစ်ဆင့်မြင့်သွားပြီရိုးတစ်ခုတက်သွားပြီဘလောက်ပျော်စရာကောင်းလဲဘဝဆိုတာအဲ့ဒါပဲဘဝဆိုတာအဲ့လိုမျိုးစိန်ခေါ်မှုတွေနဲ့ရှိနေမှလူကနုံနုံကြကြရှိတယ်အမြဲတမ်းအစဉ်ပြေးနေဘဝသိပ်ပြီးတော့တာယာလုံးနေသိပ်ပြီးတော့ဖွံ့ဖြိုးတိုးတက်မှုမရှိဘူးဒါကြောင့်ဘုန်းကြီးလိုက်ခက်ခဲရှိလူလည်းလူလိုက်ခက်ခဲရှိတထေးကြီးတွေလည်းလွယ်ကူးတွေနဲ့မထင်နဲ့တထေးလောက်ပြဿနာများလူစင်းရဲတွေလည်းလူစင်းရဲလောက်ပြဿနာများဘဝဆိုတာပြဿနာပေါင်း16000နဲ့ရှင်းတန်အောင်နေတာကိုဘဝလို့ခေါ်တယ်မရှင်းတန်နိုင်လို့သေသွားရင်ကိုမသေးကြတဲ့နေရာကပိုးပြီးခက်ခဲတယ်လို့မမင်းနဲ့အဲ့ဒါမလို့သေတရားကောင်းသေးလားကောင်းပါဗျာအဲ့တော့တားရဲ့မိကုံဘုံကပြန်ပြီးမိကုံထုတ်မယ်အဲ့ဒါခုနတောကပရိဒီဝါတွေဝေဒနာတွေကင်းအောင်ဆိုပြီးကိုယ့်ကိုစူးစိုက်လုပ်ပြီးသေသွားတဲ့သူရဲ့သေခြင်းကတကယ်အောင်မြင်မှုအဆက်ဟုတ်ပါအောင်ဗျာအဲ့ဒါသူဘာကြောင့်မသေခံမလဲကွာမသေသေးသည်ပဲခွင့်ရရှိပါတသက်လုံးပတ်တာအသေးကိုမခံနဲ့သေခြင်းကနောက်ဘဝလည်းပြဿနာရှိသေခြင်းလားနောက်ဘဝလည်းပြဿနာရှိသေခြင်းလား